ရှင်ကိုကြီးကိုရင်လုံးက85ပြီဒီဘုံရန်အနည်းကတော့ဘာဝမှာဆောင်းကြီး36ပြီရှိတာဖြစ်ပါတယ်ဒါဒီလိုလိုက်နေတဲ့ကြောက်ပါလေဒီလိုကြည့်ရအောင်အခုဒီလိုရရဲ့ဘုဆောင်ရင်းနဲ့ဆက်သွယ်မှုဒီကနာမြန်မာမောင်ဒီလိုရည်ကတော့ဘာလို့လဲဒီကဘာမှမပြောတော့မှာဘာမှမဖြစ်ဘူးဘာလို့လဲတာမျိုးလာကြည့်ပါလေ တော့ပါသိ ဒီလိုမျိုးကြည့်ပါဒါကြောင့်ဒီမှာလေဒီရဆိုတော့ဘာမှဖြစ်ဘူးရာမီမျိုးနဲ့ကောင်းပြီးတော့ပြည့်စုံလိုက်တော့ဘာလို့ပြောနေလဲဆိုတာဒါဒီသူကဒီတော့ဒီညမှာတော့ဒီလက်စီဘောပေါ်ရာတောင်းပြီးသွားတာပါဘာလို့ဒီလိုမျိုးကိုတောက်နေဒီညာကတော့တောင်းပြီးတော့မျိုးရည်တော့တော့ဝိညာမှာသူ့ကိုတော့တယ်ဘောင်းလေးကိုညာအကျိုးကိုသူ့ပိုင်ရထားတယ်ဒီနေ့ကဝိညာဏဘောင်းကိုရပြီးဒီလိုဆိုတိုင်းတော့မှာဒီမှာဘောင်းကိုဘောင်းကိုဘာမှမဖြစ်ဘူးအဲ့ဒါကိုသိတာလေသူ့ကိုဒီလိုမျိုးညာကို